ကျွန်တော်ကိုလည်းဝက်သားတစ်ပိတ်ခွာလောက်ပေးပါဝက်သားကိုပုံးရည်နဲ့ချက်စားမယ်လေအေးပေးမယ်နော်ရှင်ပြန်လာသေးတယ်နော်ကြားလိုက်တာနော်ဈေးထဲကဝက်သားလေးအသားကောင်းလို့ဝယ်လာလိုက်တာလေကျုပ်မိမကလေးတစ်ဖက်နဲ့ဆိုတော့ဝက်သားနဲ့မတည့်တော့ဝက်သားစားလို့မရဘူးကျုပ်စိတ်ကြိုက်ချက်စားလို့ရတယ်သူ့အတွက်ကြက်ဥပဲကြော်ကျွေးလိုက်မယ်ဟုတ်ယောက်ျားကြီးဟင်းချက်ပြီးရင်ကျုပ်အတွက်ကြိတ်မှန်ရွယ်ဟင်းချိုချက်ပေးအောင်နော်အေးချက်ပေးမယ်ဝက်သားကပုံးရည်နဲ့လိုက်ဖက်ဆုံးပဲကျုပ်ကတော့တိတ်ကြိုက်တယ်ဗျာကျိတ်မှန်ရွက်လိုက်ခူးနေတာလေမိမကကျိတ်မှန်ရွက်ဟင်းချိုလေးတောက်ချင်တယ်ဆိုလို့ချက်ပေးမလို့လေကျိတ်မှန်ရွက်ဟင်းချိုကမိမတွေအတွက်ကောင်းတယ်လေပြီးရင်ကြက်ဥကြော်အောင်မယ်ခါလေးအိတ်တုံးထမင်းစားလိုက်အောင်မယ်လာစားကြပါအောင်